ရတာပါဒီနေ့တော့ကျွန်တော်တို့ပုံမှန်ကောင်းလေးရေယူတာပေါ့နော်ရေယူနေတာကိုကျွန်တော်ဒါလေးကိုလုပ်ပြမယ်ဒါပေမဲ့ပုံမှန်ကောင်းမှာကျတော့ကျွန်တော်တို့ခေါင်းဒီဇိုင်းအမျိုးမျိုးတွေလာနိုင်တယ်ပေါ့ကျွန်တော်ဒီလိုရေယူနေတာကိုဒီပိုက်ကောင်းကိုကြည့်လိုက်တော့သူကငားမှုကောင်းဖြစ်တယ်နော်သူကဒီအောက်ကနေပြီးတော့ဒီမှာအောက်ကနေပြီးတော့သူက3မှတ်နဲ့လာပြီးတော့3မှတ်ငားမှုအဆက်နဲ့ဆက်ပြီးတော့ငားမှုပိုက်လေးနဲ့ထုတ်တယ်ထုတ်တာတော့ကျွန်တော်စီမှာရှိတဲ့ကောင်းတွေကလည်းများသောအားဖြင့်သုံးကြတာ3မှတ်ကောင်းတွေသုံးကြတာများတယ်ဒီကောင်းငားမှုကောင်းဆိုတော့ဒီကောင်းကိုပြန်ပြင်မယ်ပေါ့နော်ဘယ်လိုပြင်လို့ရလဲဆိုတဲ့အနေအထားမျိုးကိုကျွန်တော်ဒီနေ့ပြောပြပေးမယ်နော်ဒီကောင်းကိုပြင်ကြည့်မယ်ကျွန်တော်တို့ဒီမှာပုံမှန်ကောင်းလေးဖြုတ်လိုက်များသောအားဖြင့်ပုံမှန်ကောင်းတွေမှာကျွန်တော်တို့ဒီလိုအပေါ်ကနေပြီးတော့ဒီလိုလှည့်ရတယ်တောက်လျှောက်လှည့်ရတယ်နားအရေးချက်ဒီလိုကြက်လို့လှည့်ရတဲ့ကောင်းတွေရှိတယ်နော်ဒီကောင်းကတော့ဖွဲ့စည်းပုံမတူဆိုတော့ဒါလေးကိုဖြုတ်ကြည့်မယ်ဘယ်လိုရေလုံအောင်လုပ်လို့ရမလဲပေါ့နော်ပုံမှန်ကောင်းရဲ့အတွင်းကလီစာတွေကတစ်ခုနဲ့တစ်ခုမတူတော့ကိုကအခြေအနေပေါ်မူတည်ပြီးတော့ဘယ်လိုပြုပြင်ရမလဲဆိုတာကိုမတူတဲ့ပြုပြင်မှုတွေကိုလုပ်ရမှာပေါ့နော်ကဲဒါလေးကိုကြည့်မယ်ဒီကောင်ကဒီမှာအပေါ်မှာနက်လေးရှိတယ်အမှန်တကယ်ဒီအပေါ်မှာအဖုံးလေးတစ်ခုရှိတယ်နော်ဒီအဖုံးလေးကိုကလန်ပါမယ်သူကတပူတွေကအဖုံးမရှိဘူးဆိုတော့ကျွန်တော် night ပြင်နေရတယ်နော်အဲ့တော့ night လေးကိုကျွန်တော်တို့ချုပ်ပေါ်အဖုံးလေးဆိုရင်သူကော်နဲ့ကတ်ထားနိုင်တာပေါ့နော်ကော်နဲ့ကတ်ထားနိုင်တယ်ကိုဒီလိုတစ်ခုခုနဲ့ကလန့်ပြီးတော့ပေါ့နော်ဓာပြားလေးနဲ့ဖြစ်ဖြစ်ကလန့်ပြီးတော့ကျွန်တော်တို့ဓာလေးကိုခွာပြီးတော့ဒီနက်လေးကိုဖြုတ်နက်လေးဖြုတ်လိုက်နက်လေးဖြုတ်လိုက်ရင်ဒီကောင်းမှာကတချို့ပုံမှန်တွေကဒီလိုလှည့်ရတယ်ပေါ့နော်လှည့်ရတဲ့ဟာမှာအဖွင့်အပိတ်နှစ်ခုပဲရတယ်ဒါမျိုးတဲ့စားလို့ရှိရင်ဒီကောင်ဖွင့်နေဒါပိတ်တယ်ဒီကောင်ဖွင့်နေနောက်ဒီဘက်ကလည်းသူကပိတ်လို့ရပြောမှဆိုရင်ဒါဘုံမိုင်း direction ရွေးလို့ရတယ်ပေါ့နော်ဟိုဘက်အပိတ်လုံးလားဒီဘက်ကိုအပိတ်လုံးလားเนาะဒါလေးရလည်းတစ်မျိုးလေးကောင်းတယ်ပေါ့နော်ကိုလက်မတန်တဲ့ဘက်ဒီဘက်ထားတာတို့ဘုံမိုင်းဒီဘက်ထားတာတို့ဒါမျိုးတွေရှိရလေအဲ့တော့ဒီဟာလေးကဒါရွေးချယ်လို့ရတယ်ပေါ့နော်ဒါလေးကိုပြောပြတာကိုဘုံခေါင်းနေဝယ်မယ်ဆိုလို့ရှိရင်ဒါမျိုးလေးရွေးချယ်လို့ရတယ်ဆိုတာပေါ့နော်ပြီးရင်ကျွန်တော်ဒီနက်ဖြုတ်ပြီးရင်ဒါလေးကိုဆွဲထုတ်လိုက်ဆွဲထုတ်လိုက်ရင်သူကဒီမှာအရစ်လေးရှိတယ်ဒီအရစ်လေးကိုကျွန်တော်တို့ကဘာနဲ့လှည့်ရမလဲဆိုတော့ဒီတဲကိုကျွန်တော်တို့ဝင်နေလောင်းနှုတ်နော်ပလာယာတို့ဘာလို့ကျတော့ခေါင်းကြီးတယ်မဟုတ်လောင်းနှုတ်နဲ့ကျွန်တော်တို့ဒါလေးကိုလှည့်နတ်အရစ်ချွတ်တဲ့ဘက်ပေါ့ဗျာနတ်အရစ်ချွတ်တဲ့ဘက်ကိုလှည့်မယ်လှည့်ပြီးတော့အတွင်းကလီစာပုံတော့ကျွန်တော်ကြည့်ကြကြည့်ပြီးတော့ဘယ်လိုပြင်လို့ရမလဲဒီလိုပုံစံလေးဒီကောင်ကဒီအရန်ရေပြင်းညီပေါ့နော်ရေပြင်းညီပုံစံလေးနဲ့သူကဒီမှာအောက်မှာအပေါက်လေးနှစ်ပေါက်ကိုဒီနှစ်ခုနဲ့တက်တက်ကြရင်ပိတ်တယ်ပေါ့ဒီလိုရှန်တိတ်လုံးလိုက်လို့ရှိရင်ကျွန်တော်တို့ရေပွင့်သွားတဲ့ပုံစံဒီလိုရေဘာပုံစံတွေကကြတော့ကျွန်တော်တို့pressure ပန့်သုံးမှနည်းနည်းပိုကောင်းတယ်ရေအားကိုနည်းနည်းနှီးသွားစေတာပေါ့သူ့ရဲ့အတွင်းကလေးစားဖွဲ့စည်းပုံကပြောမှဆိုအပေါက်ကိုကြည်ကြဲမဖွင့်ဘူးနည်းနည်းပဲဖွင့်ပေးတာpressure ပန့်နေကြတော့သူကရေအားကိုနည်းနည်းငပိုတွေကထိမ့်မိသားလို့ဖြစ်နေတာပေါ့နော်ဒီကောင်ကတော့သူကအထဲကိုခါထုတ်လိုက်လို့ရှိရင်ဒီအောက်ကကောင်လေးကလိုက်မလဲအောင်လို့သူ့ဘေးမှာဘောင်နဲ့လိုင်းကြောင်းလေးရှိတယ်နော်ဒီမှာတက်လေးပေါ့ဘေးလိုင်းလေးဟိုဘက်တစ်ခုဒီဘက်တစ်ခုအဲ့ဒီလိုင်းကြောင်းလေးနဲ့သူကအောက်ကကောင်လိုက်မလဲပဲနဲ့အပေါ်ကကောင်ကဒါမျိုးလဲပြီးတော့ထိန်းတာဒီမှာအပေါက်တက်တဲ့ကိုဒီလိုရောက်သွားတဲ့အချိန်ဆိုလို့ရှိရင်သူကပိတ်ပြီးတော့ဒီလိုလှည့်လိုက်တဲ့အချိန်ဆိုလို့ရှိရင်ဒီလိုအချိန်ဆိုရင်ပွင့်သွားတာဒီလိုကန့်လန့်ဖြစ်တဲ့အချိန်ကိုပွင့်သွားတာဒီလိုသူအပေါက်နဲ့ဒီလိုတဲ့တဲ့အချိန်ဆိုလို့ရှိရင်ပိတ်သွားတဲ့သဘောကိုကရေမလုံလို့ဒီမျက်နှာပြင်နှစ်ခုကိုသွားညှိလို့မရသူ့မျက်နှာပြင်ကအရင်ညှိတယ်ကိုသွားညှိလိုက်တော့မှပိုပြီးဆိုးသွားနိုင်တယ်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုပြောမှဆိုရင်ဒီမျက်နှာပြင်နှစ်ခုကိုထိကပ်အားဖိအားပေါ့နည်းနည်းလေးပိုကောင်းအောင်ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုတော့လောလောဆယ်သူကရေနည်းနည်းပဲယူတယ်ဆိုတဲ့အတွက်တိတ်ပြဿနာမရှိဘူးဒီမှာလည်းဝါရှာလေးရှိတယ်သူကဒီအပေါက်ထဲမှာဆွတ်ထားတာဒီဝါရှာမကောင်းရင်ကျွန်တော်တို့ဒီအပေါ်ကနေရေထွက်လာတယ်ဒီဝါရှာလေးမကောင်းရင်နော်အဲ့တော့အခုကဒီဝါရှာထွက်တာမဟုတ်ဘူးကျွန်တော်တို့ဘုံမိုင်းကောင်းဒီအပေါက်ကထွက်တာဆိုတော့ကျွန်တော်တို့ကဒီနှစ်ခုကတ်တာမှာသူကတိတ်ပြီးတော့မတင်းတာပေါ့နော်နည်းနည်းလေးဟနေတဲ့တော့ဘလို့မတဲ့လို့ဟနေတာမဟုတ်တော့ဟို
တေချာမပြည့်တဲ့အတွက်ရေလေးနည်းနည်းကျနေတဲ့သဘောနော်တခါတည်းကျတော့ဒီလိုမျိုးဟာလို့အပေါက်လေးလို့ဖြစ်နေလို့ကျတယ်ဆိုတဲ့ဟာမျိုးကကြတော့သူ့ရဲ့ဒီ angle ပေါ့နော်ဒီဟာဟိုဘုံမိုင်ခေါင်းကအပေါ်ကောင်ကဒီ key line ပေါ့မ key line ရှိတယ် key line ခြောင်သွားပြီးတော့ဘားတန်ဆုံးနေပြီဒီ key ကမဆုံးသေးတဲ့သဘောဒါမျိုးတွေလည်းဖြစ်တတ်တယ်နော်ဒါပေမဲ့ကျွန်တော်တို့ကရေမလုံးဆိုလို့ရှိရင်သူ့ရဲ့ပြက်တဲ့အနေထားပေါ်ကိုကြည့်ပြီးတော့ကျွန်တော်တို့လိုက်ပြင်ရမှာအခုတော့ကျွန်တော်တို့ဒါလေးကိုဒီ key line လေးအတိုင်းဒီဘက်မှာတစ်ခုရှိတယ်ဒီဘက်မှာတစ်ခုရှိတယ်အဲ့ key line လေးအတိုင်းမှန်အောင်ပြန်ထည့်key line လေးအတိုင်းမှန်အောင်ပြန်ထည့်မယ်ဝင်သွားတယ်ဒီကောင်းရဲ့အနေထားကကျွန်တော်တို့ဒီအဖုံးနဲ့ပေါ့နော်အဖုံးကကျွန်တော်တို့ဒီ body မှာကြက်တယ် body မှာကြက်တယ်ဒီကောင်းတလို့ဝင်နေတာပေါ့နော်အဖုံးကဒီ body မှာကြက်တယ်ကြက်ပြီးတော့အဖုံးနည်းနည်းလေးအောက်နှိမ့်သွားလို့ရှိရင်ဒီကောင်နှစ်ခုထိတဲ့အားကပို့ပြီးတော့များလာနိုင်တယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့သူ့မှာဒီမှာဝါရှာရှိတယ်ဝါရှာဆိုတော့ကျွန်တော်တို့နည်းနည်းလေးတင်းအားလေးပို့ကြည့်လိုက်မယ်သူကနည်းနည်းလေးပဲရေမလုံတာဆိုတော့အရမ်းများရင်တော့ဒီမြင့်ပြောင်းလဲမှုကိုကျွန်တော်နောက်တော့ထပ်တင်ပေးမယ်လောလောဆယ်ကရေကတောက်တစ်စက်ချင်းပဲကျတာဆိုတဲ့အတွက်ကျွန်တော်တို့ဒီဝါရှာကိုနည်းနည်းလေးပို့တင်းလို့ရအောင်ကျွန်တော်တို့စီလေးထည့်ပြီးတော့ကြက်ချင်တယ်ဖီအားလေးနည်းနည်းပို့ကြက်ချင်တယ်လောလောဆယ်တော့ကျွန်တော်တို့ဒီကောင်းအောင်လဲကျွန်တော်တို့စီထည့်မယ်ဘာလို့လဲဆိုတော့ရေလုံအောင်စီနဲ့ဆိုတော့ smooth ဖြစ်ပြီးတော့ကျွန်တော်တို့ဒီဟာလဲဝါရှာလဲကြာခံအောင်ပေါ့နော်စီနဲ့ဆိုတော့ချောပြီးတော့အဲ့တော့ကျွန်တော်တို့စီလေးကိုသုံးမယ်ဘာမှပြုပြင်ပြောင်းလဲမှုမလုပ်ဘူးเนาะသူကရေလေးကနည်းနည်းပဲကြာနည်းနည်းပဲကြာတာဆိုတော့ကျွန်တော်တို့ဒီမှာစီအင်ဂျင်ဝိုင်လေးပါလေးဆိုရတာเนาะဒါပေမဲ့ဟိုစီတန့်တာတော့ကောင်းတာပေါ့စီမတန့်လဲအကြာကြီးတလို့ထားပြီးတော့အနေထိုင်ထားတဲ့ဟာပြီးလို့ရှိရင်အနေထိုင်ထားပြီးတော့စီဆိုတာကြာလို့ရှိရင်တော့အနေထိုင်သွားလေအမုံလေးမွားရရှိနေအနေထိုင်သွားပြီးတဲ့အပေါ်ရည်ကြီးကိုပြန်ယူပြီးတော့စီအတန့်လိုပြန်ဖြတ်သွားပြီးတော့သုံးတဲ့ဟာမျိုးပေါ့နော်အပုံမှန်မပါတဲ့ကောင်ဒီကောင်လေးကိုကျွန်တော်တို့စီထည့်ဒါပေမဲ့အဓိကဒါကတော့ခံဖို့နော်အဓိကကျွန်တော်တို့ပြင်မာကဘာကိုပြင်မာလဲဆိုတော့ဆောင်းကဒီဝါရှာကိုစီထည့်နော်ဒီဝါရှာကိုစီထည့်ဒီကောင်ကတော့ကြာရှည်ခံဖို့အတွက်ထည့်တာနော်ဒါကကြာရှည်ခံဖို့အတွက်ထည့်တာသူကအများတိုင်းဒီလိုမျိုးအဖွင့်ပိတ်ဒီလိုလှည့်ပြီးလုပ်နေရမှာလေနော်လှည့်ပြီးလုပ်နေရမှာဒီကောင်လေးကိုsmooth လေးဖြစ်သွားအောင်ထည့်ပြီးတော့ကျွန်တော်တို့ဒီအရစ် line တွေဒီဝါရှာလေးကိုကျွန်တော်တို့စီထည့်ပြီးတော့ပြောမှဆိုရင်ဝါရှာဆိုတော့စီအရစ်တွေဝါရှာတွေဆိုတာစီဝင်လို့ရှိရင်နည်းနည်းလေးဣပြီးတော့ပိုကြက်လို့ရတယ်သူကအရည်လေးနည်းနည်းပဲကြားတယ်ဆိုတော့အဲ့ဒါမျိုးလေးကျွန်တော်နည်းနည်းလေးစမ်းကြည့်မယ်အဆင်ပြေလားမပြေလားဒါပေမဲ့နည်းနည်းလေးဆိုရင်တော့အဆင်ပြေတယ်အရန်များသွားပြီရေကကြွက်မီတန်းလောက်ကြာနေပြီဆိုရင်တော့အဲ့လိုနည်းနဲ့လုံးအဆင်မပြေတော့နော်တောက်တစ်စက်ချင်းလောက်ကြာတဲ့ပုံစံမျိုးဆိုရင်တော့ကျွန်တော်တို့အဆင်ပြေတယ်ဒါကဒီလိုခေါင်းအတွက်ပြောတာပေါ့နော်ဒီမြင့်ပုံစံဒီဇိုင်းတွေဆိုရင်တော့ဟိုပုံစံပေါ်မူတည်ပြီးတော့ကျွန်တော်တို့ပြင်ရမှာသူကစီလေးထည့်လိုက်တော့ကျွန်တော်တို့အရစ်မှလည်းလှည့်အားလေးကောင်းသွားတယ်ချောချူလည်းဝင်သွားတယ်ဝါရှာလေးလည်းနည်းနည်းလေးပြပြလေးပိုတင်းတင်းကြက်ကြက်လေးဖြစ်သွားတာအဲတော့ကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်တို့တက်ကြည့်မယ်ဘာမှတိတ်ခက်ခဲတော့မရှိဘူးเนาะဝါရှာလေးကိုနည်းနည်းလေးအောက်လေးနည်းနည်းလေးပြားတော့အောင်ဗျာနည်းနည်းလေးခက်တင်းလေးကြက်ဒီမှာလောင်းလို့စီနေဒီဂျားလေးတဲ့เนาะဒီမှာ line လေးခုရှိတယ်ဘယ် line ထည့်ပြီးလှည့်လို့ရတယ်เนาะထည့်ပြီးတော့ဖိပြီးတော့နည်းနည်းလေးလှည့်ရတယ်နည်းနည်းလေးခက်တင်းလေးကျွန်တော်တို့ကြက်ကြည့်မယ်သူကရေလေးရဲ့ဇက်တောက်လေးပဲကြာတယ်ဒါပေမဲ့အဲ့ဇက်တောက်လေးကလည်းတညာလုံးကြားတဲ့အခါကျတော့တော်တော်ကုန်တယ်ဒါဆိုရင်ကျွန်တော်နည်းနည်းစမ်းကြည့်မယ်နည်းနည်းအရင်ထက်ဆိုင်နည်းနည်းလေး CT လေးဖြစ်သွားတယ်ကျွန်တော်နည်းနည်းလေးခက်တင်းလေးချက်ထားတာနည်းနည်းလေးထပ်အစ်ကြည့်လိုက်ဟိုအရင်လည်းအစ်ရမလို့เนาะတဲ့လို့ပြောမှဆိုအရသာလေးတည်ပါတယ်เนาะ
ကြည့်နေတဲ့လူကတော့သိပါဘူးကျွန်တော်လှည့်ကြည့်ရင်တော့အရင်ပုံမှန်သုံးနေတဲ့အရာကသိတာပြီးရင်ကျွန်တော်တို့သွားပြန်ပြီးတော့ပုံမှန်ကတက်ကြည့်မယ်ရေကြမကြတစ်ချက်ကြည့်တာဒါမှပြင်လို့မရဘူးဆိုတော့ကျွန်တော်ဒီမြင့်နီးသုံးပါဒါပေမဲ့ဒီနီးကိုအရင်စမ်းကြည့်မယ်တကယ်လို့ကောင်းသွားတယ်ဆိုလည်းနောင်နီးသိကျင်တယ်ဆိုလည်းတင်ပေးမယ်เนาะဒါအခုကျွန်တော်တို့ရေပုံမှန်မှာသွားတက်ပြီးတော့ရေကြမကြစမ်းကြည့်မယ်ကျွန်တော်ဒီမှာရေပုံမှန်ကောင်းမှတက်မှာเนาะသူကတော့ဒီမှာစီးတိတ်ပါပြီးသားဆိုတော့စီးတိတ်ကမပြီးဘူးဆိုတော့ကျွန်တော်တို့ပြန်တက်ဆရာမလို့တကယ်လို့စီးတိတ်ပြီးသွားဆိုရင်စီးတိတ်ကိုပြန်ပတ်ပေးရမယ်စီးတိတ်ကိုပြန်ပတ်လဲသူကအရက်ကဒီဘက်ကိုလှည့်ပြီးကြက်မှာပေါ့ဒီလိုကြက်မှာပေါ့အရက်ကနော်အရက်ကဒီလိုကြက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကစီးတိတ်ကိုဒီလိုယူပြီးတော့ဒီလိုလှည့်တဲ့ဘက်ကိုပဲကြက်ပေးရတယ်အဲ့ဒါပိုကောင်းတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကစီးတိတ်ကိုပြန်ပြီးတော့လှန်လိုက်တဲ့ပုံစံမျိုးမဖြစ်စေချင်လို့လှန်လိုက်တဲ့ပုံစံမျိုးဖြစ်တော့ပို့ပြီးတော့ပြပြပြရလေးဝင်သွားတော့ဗျာအဲ့တော့ကျွန်တော်ဒါလေးကိုတက်မယ်တက်လိုက်ပြီနော်တက်လိုက်ပြီကျွန်တော်ကျွန်တော်တို့ဟိုမှာဖြတ်ပါနေပြီးတော့ရေဖြတ်ထားတာကိုကျွန်တော်တို့ဖွင့်လိုက်ပြီဒီကနေရေဖွင့်ပြမယ်လာတယ်နော်ရေလာနေတယ်ပြီးရင်ကျွန်တော်တို့ပိတ်ကြည့်မယ်ရေလုံလားဒါဆိုရင်ရေလုံသွားပြီပေါ့ဆောင်းကကြာနေတယ်ဆိုတာကျွန်တော်တို့ဒီခေါင်းထဲကဒီအရှိပိုင်းကလက်ကျန်လေးတွေကြာနေတာခုနလိုရေတောက်မကြတော့เนาะအဲ့တော့ကျွန်တော်တို့ရေမကြတော့ဘူးဆိုလို့ရှိရင်ကျွန်တော်pressure ပန့်ကိုပါသွားဖွင့်ပြီးတော့စမ်းကြည့်မယ်เนาะ pressure ပန့်သွားဖွင့်လိုက်အောင်ပါpressure ပန့်ကိုဖွင့်လိုက်ပြီကျွန်တော်တို့ရေကြတဲ့အားကိုကြည့်เนาะရေလုံသွားလားမလုံသွားလားဆိုတာရေကြတဲ့အားကိုကြည့်ရင်သိတယ်เนาะဒီမှာကြည့် pressure ပန့်ဖွင့်ထားတယ် pressure အပြင်းနဲ့ထွက်လာမှာเนาะဒီအားအပြင်းနဲ့ဒါ pressure ပန့်မလဲသေးဒီအားတစ်ခုကြော့လာပြီးရင်ကျွန်တော်ပိတ်ကြည့်မယ် pressure ပတ်လဲနေနော် pressure ပတ်အားတော့မှာကျွန်တော်တို့ခံနိုင်သွားပြီနော်ဒါ pressure ပတ်ကြော့သွားတာ pressure ပတ်ကျင်းလာဒီဘွားကြီးကြာနော်ဒါကျွန်တော်ဆောင်း pressure ပတ်ပိတ်လိုက်ပြီပေါ့ရေအားကနည်းနည်းလေးပြန်ဖြစ်သွားပြီရေအားပုံမှန်လေးပဲဖြစ်သွားပြီเนาะဖွင့်ထားလို့တော့ pressure ပတ်ကြီးကအရန်တွန်းနေတယ် pressure ပတ်တော့ခံနိုင်တယ်ကျွန်တော်တို့ရေအား pressure ပတ်မဖွင့်ထားတဲ့အချိန်ကိုကျွန်တော်တို့ပြန်ပိတ်ကြည့်လိုက်မယ်ရေအားဒါဆိုမကြတော့ဘူးအရင်တော့တော်တော်လေးကြနေတယ်เนาะဒါကျွန်တော်တို့ပထမတစ်ဆင့်ပေါ့เนาะအလွယ်ကူဆုံးပြင်ကြည့်တဲ့အဆင့်ပေါ့ဗျာကဲဒီနေ့တော့ဒီလောက်ပါပဲဗျ